ပေါ်မှာမြင်နေရတဲ့ပုံကတော့ထိုင်းနိုင်ငံဘန်ကောက်နောင်ချမ်းမြို့မှာဖြစ်သွားခဲ့တဲ့အသက်24နှစ်အရွယ်ထိုင်းမျိုးသားကအသက်20အရွယ်မြန်မာအမျိုးသမီးကိုရိတ်လုပ်တယ်ပေါ့နော်ဒီမရင်းကျင်းလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဒီနိုဝင်ဘာလ17ရက်နေ့ဒီမနက်ခင်းတနင်္လာရီခွဲလောက်မှာဒီအသက်20အရွယ်မြန်မာအမျိုးသမီးကသူ့ရဲ့အလုပ်ကနေပြီးတော့ပြန်လာပြီးအခန်းကိုပြန်လာတာပေါ့လေဒီလမ်းမကြီးပေါ်မှာပဲရှိသေးတယ်အဲ့ဒီအချိန်မှာဒီထိုင်းမျိုးသားကနောက်ကနေပြီးတော့ဆိုင်ကနေလိုက်လာပြီးတော့မှဒီမြန်မာမျိုးသမီးကိုတန်းတန်းနဲ့ထောက်ပြီးတော့ဒီတတ်မယ်ဆိုပြီးတော့ချင်းချောက်တယ်ပေါ့နော်အဲ့တော့မြန်မာမျိုးသမီးကိုပြီးတဲ့ခါမှာဆိုင်ကနေတင်ခေါ်သွားပြီးတော့အဲ့နားမှာရှိတဲ့တဲခုကန်းပုံစံပေါ့နော်အဲ့ဒီကိုခေါ်သွားပြီးတော့ဒါ rate လုပ်တယ်ပေါ့နော်မရင်းကျင်းတယ်အဲ့ဒီအချိန်မှာဒီမြန်မာ main ကလေးကဒါသူကြောက်ချင်အောင်ပဲဆောင်းနေတယ်ဒီသူ့ကိုနှိပ်စက်တာတွေဘာတွေလုံးမကြောက်လို့အဲ့တော့ပြီးတဲ့ခါမှာဒီထိုင်းမျိုးသားစီကနေပြီးတော့သူက Facebook account တောင်းတယ်ဒီနောက်တစ်ခါဒီလိုကိစ္စမျိုးဖြစ်ချင်သူဆက်သွယ်မယ်ဆိုပြီးဒါသူပရိယေသုံးလိုက်တယ်ပေါ့လေအဲ့ဒါကိုဒီထိုင်းမျိုးသားကတိတိမထားမိပဲသူ့ရဲ့ Facebook ကောင်အပ်လိုက်တယ်ပြီးတဲ့ခါမှာပဲဒီကြီးပွေးသူပြန်လှုပ်ပြီးလိုက်တယ်ပေါ့နော်ဒီမြန်မာအမျိုးသမီးကိုဘာမှဒီနှိပ်စက်တာတို့ဘာလို့မလုပ်ဘူးအဲ့ဒီမှာပဲဒီ main ကလေးကရဲစခန်းကိုသွားပြီးတော့ချက်ချင်းသွားပြီးတော့ဒါတိုင်ကျဖွင့်နေပေါ့လေရဲစခန်းကလေဒီ main ကလေးရလာတဲ့ Facebook account ကိုဒီထိုင်းမျိုးသားရဲ့ Facebook account ကိုခြေခံပြီးတော့မှဒါလိုက်ရှာပြီးတော့ဒီထိုင်းမျိုးသားကိုသူ့ရဲ့နေအိမ်မှာပဲမိတယ်တပ်တိကန်ပစ္စည်းအနေနဲ့ကတော့ဒါလက်လုတ်တနက်မိတယ်ပြီးလို့ရှိရင်ကြည်စံပြီးလို့ရှိရင်ဒါဆိုင်ကယ်ပေါ့နော်ဒါတပ်တိကန်အနေနဲ့ဒါတွေရတယ်ပြီးတဲ့ခါမှာဒီထိုင်းမျိုးသားကဒါသူတခါရဲဝင်ခံနေပေါ့နော်ဒီမြန်မာအမျိုးသမီးကိုဒီသူ rate လုပ်တယ်ဆိုတာဟုတ်တယ်ဖြစ်စဉ်ကတော့ဒါသူကအဲ့ဒီညမှာဒါ online လောင်းကစား game ပေါ့နော်ဒီ casino ကနေပြီးတော့သူပတ်စံနိုင်တဲ့အတွက်အဲ့ဒီပတ်စံနဲ့သူကမွေးစေးဒီမြင်းစည်းပေါ့နော်မြင်းစည်းသုံးပြီးတော့မှသူစိတ်ကြွလာတဲ့အချိန်မှာဒီလမ်းမှာတွေ့တဲ့အမျိုးသမီးကိုဒါသူခေါ်သွားပြီးတော့ဒါမရိမှုကျိုးလို့နေဆိုတာရဲတပ်ဖွဲ့ကဒါဝန်ခံလိုက်တယ်ပေါ့နော်အဲ့တော့ဒီရဲတပ်ဖွဲ့ကတော့ဒီအမျိုးသားကိုလက်နက်ကင်ဆောင်မှုတရားမဝင်ချုံနှောက်မှုပြီးလို့ရှိရင်မွေးစေးဝါသုံးဆွဲမှုဒီမရိမှုစတဲ့အချက်တွေနဲ့ဒါတိုင်ချက်ဖွင့်ဒါအမှုဆွဲထားတယ်ပေါ့နော်အဲ့တော့ဒီအမျိုးသားကတော့ဒီကိစ္စမှာဒါသူကဝန်ခံသွားတဲ့အတွက်ပြစ်မှုကတော့ဒါသူ့အနေနဲ့တဝက်ခန့်လောက်ကတော့ရောကြအောင်မှာဖြစ်တယ်ပေါ့နော်ဒီလိုပြောရတဲ့အကြောင်းရင်းကတော့ဒီမြန်မာသတင်းဌာနပေတခုအောင်မှာဒါမြန်မာအများစုငွေရေးရတယ်ပေါ့လေထိုင်းတွေကဒါသူတို့လူမျိုးဆိုတာပြန်လှုပ်မှာဘာညာပေါ့နော်ဒါကအဲ့လိုတော့မဟုတ်ထိုင်းမှာကဒီဥပဒေရှိတယ်ကျွန်တော်ကိုလှုပ်ထားတဲ့ပြစ်မှုကိုဒါကိုဝန်ခံမယ်ဆိုလို့ရှိရင်ပြစ်မှုရဲ့တဝက်ကိုဒီချမ်းသာခွင့်ရတယ်ပေါ့လေဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးတော့ဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖို့တဲ့တင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့အုပ်စုပါ